Okay ကျွန်တော်ခုနဆွဲထားတဲ့ဒီကိုလေးပေါ့နော်အားလေးဟုတ်ပါတယ်ကျွန်တော်မနေ့ဖန်ချရင်ဒီဆွဲထားတဲ့ဥစ္စာကျွန်တော်ဗီဒီယိုရိုက်ထားဟုတ်ပါတယ်အစားအဆုံးကျွန်တော်တင်ပေးပါမယ် stand နှိပ်လိုက်မယ်ကျွန်တော်တို့ stand နှိပ်လိုက်တယ်ဆိုရင် motor run မယ် stop နှိပ်လိုက်တယ်ဆိုရင် motor ရက်မယ်ပေါ့နော်အဲ့တော့ကျွန်တော် stand နှိပ်လိုက်တဲ့ချိန်မှာကျွန်တော်တစ်ခုဖြစ်သွားတယ်ကျွန်တော် emergency stop နှိပ်လိုက်တယ်ဆိုရင် motor ရက်သွားမယ်ပေါ့နော်ပြန်လန်းချိန်မှာဆိုရင် stop တစ်ခါပြန်နှိပ်ပြီးကျွန်တော် step ပြန်လာမှာပေါ့နော် okay ကျွန်တော်တို့ချက်ပြန်နေကျွန်တော်တို့ overload ပေါ့နော် overload ကောင်းမကောင်းကျွန်တော်စစ်လိုက်မယ် overload ဒီမှာကောင်းတယ်ပေါ့နော် overload မိနေတယ်ကျွန်တော် overload လဲ test ကလည်းအဆင်ပြေတယ်ပြန်ပိတ်လိုက်မယ်ကျွန်တော် motor ကို run လိုက်မယ် okay ဒီပုံစံလေးပါပဲဆိုတော့ကျွန်တော်တို့ဒီ motor ဒီ deodorant ကကျွန်တော်တို့ motor control တစ်ခုထဲမှာပဲသုံးတာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီ public land တွေဒါမှမဟုတ်ကျွန်တော်တို့ဒီအပြင်ကျွန်တော်တို့အနေနဲ့မှာကျွန်တော်တို့ chance view မီးတွေဒါမှမဟုတ်ကျွန်တော် sunshade မီးတွေပေါ့နော်အကောင်တွေကိုကျွန်တော်တိုင်မာလေးခံပြီးမှဒီမနေ့6ည6ဖွင့်ပိတ်သုံးတဲ့အချိန်မှာလည်းကျွန်တော်တို့ဒီ deodorant circuit ကိုဟိုတွဲသုံးလို့ရပါတယ်ပေါ့နော်အဲကြရင်တော့ကျွန်တော်တို့ဒီဟိုဟာမလို့ပေါ့နော်ဒီ emergency store တို့ရိုးရိုးဒီ public media တော့ကိုပြောချင်တာပေါ့နော်ဒီ store stat တွေကမလို့ပါအဲကြရင်တော့ကျွန်တော်တို့ timer နဲ့ဒီ magnetic controller လေးနဲ့ကစားလိုက်တယ်ဆိုရင်အဆင်ပြေပေါ့နော် okay အားလုံးအတွက်ဒီလိုနေရာ Nodia လေးမှမျှော်လေးနဲ့ကျွန်တော်စာဆုံးဆွဲထားတဲ့ဗီဒီယိုကိုကျွန်တော်ထပ်တင်ပေးပါမယ်။ဒါဆိုစာဆုံးဆွဲထားတဲ့ဗီဒီယိုက23မိနစ်လောက်ကြာတာပေါ့နော်။ဆိုတော့23မိနစ်လောက်ကြာတာဆိုတော့ topic ဖုတ်ထားလဲနည်းနည်းပါတာပေါ့လေ။ပါတော့ဆိုအကြောင်း23မိနစ်လောက်ကြာတာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအရင်ကျွန်တော်တင်ပေးရခြင်းဖြစ်ပါတယ်။ Okay see you next video ပါ။